မျိုးသမီးဟာသူမရဲ့ခင်ပွန်းဖြစ်သူမကြခင်မှာအင်အားဖြတ်သိမ်းမှုရော်ကြေးငွေတွေကြောင့်ဘီလီယံနာဖြစ်တော့မယ်ဆိုတာကိုကောင်းကောင်းကြီးသိနေပါတယ်။ဒါပေမဲ့လည်းရော်ကြေးငွေတွေမရခင်မှာတင်သူမဟာခင်ပွန်းဖြစ်သူကိုကွာရှင်းဖို့ဆုံးဖြတ်ခဲ့ပါတယ်။အိမ်အောင်စုပိုင်ဆိုင်မှုခွဲဝေတဲ့အခါမှာလည်းတန်ဖိုးယွမ်2000ပဲရှိတဲ့လျှက်စစ်စကူတာလေးတစ်စီးတည်းကိုပဲသူမကရယူခဲ့ပါတယ်။အဲဒီနောက်သူမမှာရှိသမျှငွေကြေးအားလုံးကိုစုပုံပြီးဘေးရွာကရွာဝင်ဝမှာရှိတဲ့ယိုယွင်းပျက်စီးနေတဲ့အိမ်အိုကြီးတစ်လုံးကိုဝယ်လိုက်ပါတယ်။ဒါကိုမြင်တဲ့သူမရဲ့ခင်ပွန်းကဒီမိန်းမတော့ယူသွားပြီလို့ထင်ပြီးနှောင်ပြောင်တယောခဲ့တယ်လို့ရော်ကြေးငွေအားလုံးကိုတယောက်တည်းအပိုင်စီးရတော့မယ်ဆိုပြီးစိတ်ကူးရင်နေခဲ့တာပါတကယ်တော့သူဟာဇနီးဖြစ်သူခင်းထားတဲ့ထောင်ချောက်ထဲကိုမတိမတာတက်ဆင်းသွားခဲ့ပြီဖြစ်ပါတယ်အမှန်တော့အဲ့ဒီအမျိုးသမီးဟာဘဝတစ်ပြန်လည်စတင်ခွင့်rebirthရရှိထားသူဖြစ်ပါတယ်။သူမရဲ့အရင်ဘဝတုန်းကလမ်းဖောက်လို့ရေးအတွက်ခင်ပွန်းဖြစ်သူရဲ့အိမ်အိုကြီးကိုဖျက်သိမ်းဖို့ရော်ကြေးငွေယွမ်30တန်းကမ်းလှမ်းခဲ့ပါတယ်။ဒါပေမဲ့ခင်ပွန်းဖြစ်သူရဲ့မိသားစုကယွမ်တန်း90အထိမတန်တဆတောင်းဆိုခဲ့ကြပါတယ်။လမ်းဖောက်တဲ့ကုမ္ပဏီဘက်ကလည်းအဲ့ဒီလောက်မပေးနိုင်တဲ့အတွက်သူတို့မိသားစုကအိမ်ကမထွက်ဘဲကုမ္ပဏီမှာတွားရောက်စုပူးတောင်းကျမ်းခဲ့ကြပါတယ်။အဲ့ဒီတုန်းကကုမ္ပဏီရဲ့အိမ်သားထဲမှာအမျိုးသမီးကအမှုဆောင်ရရှိတူဖုန်းပြောနေတာကိုမတော်တဆကြားလိုက်ရပါတယ်။ကုမ္ပဏီရဲ့နောက်ဆုံးသတ်မှတ်ချက်ကယွမ်30တန်းပဲဖြစ်ပြီးတကယ်လို့ဒီအိမ်ကသာအတင်းကျပ်တောင်းဆိုနေရင်တခြားအိမ်တွေပါလိုက်တောင်းမှာစိုးရိမ်တဲ့အတွက်လမ်းကြောင်းကိုလွှဲပစ်ဖို့သူတို့ဆုံးဖြတ်ထားကြတာပါ။အဲ့ဒီအစားဘေးရွာကအိမ်အိုကြီးတစ်လုံးကိုယွမ်30တန်းနဲ့ဝယ်ပြီးလမ်းကိုအကွေ့အကောက်ဖြစ်အောင်ဖောက်မယ်လို့ဆိုပါတယ်။ဒီသတင်းကိုတိချင်းအမျိုးသမီးကသူမရဲ့မိသားစုကိုရော်ကြေးငွေလက်ခံလိုက်ဖို့အကြံပေးခဲ့ပါတယ်။နောက်ဆုံးတော့တခြားသူတွေထက်ရော်ကြေးငွေနည်းသွားတယ်ဆိုတဲ့အတိနဲ့ခင်မွန်းဖြစ်သူမိသားစုကသူမကိုငွေယွမ်တန်း40ဆုံးရှုံးအောင်လုပ်တဲ့သူလို့သတ်မှတ်ပြီးအမျိုးမျိုးနှိပ်စက်ရာကနေနောက်ဆုံးမှာသူမတေဆုံးသွားခဲ့ရပါတယ်။အခုဘဝတက်မှာတော့အင်အားဖြတ်သိမ်းမဲ့သတင်းစကြားတဲ့နေ့ကိုသူမပြန်ရောက်လာခဲ့ပါတယ်ခင်ပွန်းဖြစ်သူမိသားစုကအရင်ဘဝကလိုပဲယွမ်တန်း90တောင်းဖို့ဇွတ်တရုတ်လုပ်နေကြပါတယ်သူမကလည်းအခွင့်အရေးကိုလက်မလွတ်ပဲဘေးရွာကတငယ်ချင်းစီကိုလှမ်းမေးပြီးအိမ်အိုကြီးရှိနေသေးကြောင်းအတည်ပြုလိုက်ပါတယ်ရွာလူကြီးကနားချလို့မရပဲစိတ်ဆိုးပြီးထွက်သွားတဲ့အခါရောက်ခမဖြစ်သူကရော်ချင်းငွေမရမှာစိုးရိမ်လာပါတယ်ဒါပေမဲ့ခင်မွန်းဖြစ်သူကငါတငယ်ချင်းအိမ်အောင်ဆွတောင်းလို့ယွမ်6တန်းကနေတန်း30ရသွားသေးတာပဲဆိုပြီးအားတက်နေပါတယ်သူကတက္ကသိုလ်ကျောင်းသူဖြစ်တဲ့ဇနီးတွေကိုအမြင်မေးတဲ့အခါအမျိုးသမီးကဒီလောက်အိမ်ကြီးအိမ်ကောင်းကိုအနည်းဆုံးတန်း90တောင်းမှတန်းမှသွားပြီးစုပူလိုက်ရင်ပိုတောင်ရအောင်မယ်လို့မြှောက်ပင့်ပေးလိုက်ပါတယ်ဒီစကားကြောင့်တမိသားစုလုံးပျော်ရွှင်သွားကြပေမဲ့ခင်မွန်းရဲ့ညီဖြစ်သူကတော့ငွေခွဲမပေးခြင်းတဲ့အတွက်အမျိုးသမီးကိုအိမ်ကနှင်ထုတ်ဖို့ကြံစီပါတယ်ခင်မွန်းဖြစ်သူကလည်းသူမကိုပါရိုက်ပြီးငါအိမ်မှာအလကားလာနေပြီးငါပတ်စံကိုမျက်စိကျနေတာလားဆိုပြီးကွာရှင်းဖို့ပြောလာပါတယ်မိသားစုတစ်ခုလုံးရဲ့ရက်စက်မှုကိုမြင်တွေ့လိုက်ရတဲ့အမျိုးသမီးဟာလိုလိုလားလားပဲကွာရှင်းပေးလိုက်ပါတယ်ကွာရှင်းတဲ့နေ့မှာခင်ပွန်းဖြစ်သူကစေတနာရှိဟန်ဆောင်ပြီးလျှက်စစ်စကူတာလေးတစ်စီးပေးလိုက်ပါတယ်။သူမဟာအဲ့ဒီစကူတာလေးကိုစီးပြီးဘေးရွာကအိမ်အိုကြီးကိုချက်ချင်းသွားဝယ်လိုက်ပါတယ်။ပိုင်ဆိုင်မှုအမိပြောင်းပြီးထွက်လာတဲ့အခါဈေးဝယ်နေတဲ့ခင်ပွန်းဟောင်းနဲ့စုံပါတယ်။ခင်ပွန်းဖြစ်သူကသူမကိုပြန်လာတောင်းပန်တာလို့ထင်ပြီးစော်ကားမော်ကားပြောဆိုတဲ့အခါသူမကထပ်ပြီးမြှောက်ပင့်ပေးလိုက်ပြန်ပါတယ်။ရှင်ရော်ချင်းငွေတောင်မရသေးဘူးပတ်စံတွေဒီလောက်သုံးနေတာ။တကယ်တမ်းကျရင်အိမ်အစ်စ်ဝယ်ဖို့တောင်တော့မှမဟုတ်ဘူးပြီးတော့ရှင့်မိဘတွေကရှင့်ညီကိုပိုချစ်တာရှင့်ကိုပတ်စံအပြည့်အဝပေးပါမလားလို့တွေးထိုးပေးလိုက်တဲ့အခါမှာတော့အလောတကြီးဖြစ်သွားတဲ့ခင်မွန်းဖြစ်သူကသူ့ဖေစီဖုန်းဆက်ပြီးရော်ချင်းငွေကိုယွမ်တန်း100တောင်းလိုက်ပါတပြားလေးရော့ရင်တောင်လက်မှတ်မထိုးနဲ့လို့ကုန်းတိုက်ပေးလိုက်ပါတော့တယ်။တကယ်တော့သူတို့ဟာလမ်းဖောက်လို့ရေးကုမ္ပဏီကလမ်းကြောင်းလွဲပြီးသူမဝယ်ထားတဲ့အိမ်အိုကြီးစီရောက်လာတော့မယ်ဆိုတာကိုလုံးဝမရိပ်မိကြသေးပါဘူးဒီလိုဗီဒီယိုတွေကိုအမြဲတင်ဆက်ပေးမှာမို့ဗီဒီယိုတင်တဲ့အခါတိုင်းသိရအောင်ကျွန်တော်တို့အကောင့်လေးကို follow လုပ်ခဲ့ပေးပါဦး။